ကမ္ဘာရွှေဈေးကတော့ဈေးအတက်အားကောင်းနေပါတယ်ဇန်နဝါရီလ1ရက်နေ့ဈေးကွက်စဖွင့်တဲ့နေ့မှာပဲကမ္ဘာရွှေဈေးကတော့ဒါဈေးအတက်အားကောင်းနဲ့ဈေးတက်ခဲ့တာပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးက4518ဈေးတန်းနဲ့ဈေးစဖွင့်ခဲ့ပြီးတော့မှအမြင့်ဆုံးအနေနဲ့4601ဈေးတန်းထိအမြင့်ဆုံးတက်ထားတယ်အနိမ့်ဆုံးအနေနဲ့ကျွန်တော်4512ဈေးတန်းထိအနိမ့်ဆုံးဆင်းထားတဲ့အနေအထားမှာကမ္ဘာရွှေဈေးကဈေးကွက်စဖွင့်တဲ့အချိန်ကနေပြီးတော့မှအခုချိန်ထိဒါဈေးအတက်အားကောင်းခဲ့ပြီးတော့မှ89ဘစ်90ဝန်းကျင်ခန့်ကိုဒါဈေးအလှုပ်ခတ်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်လက်ရှိမှာတော့ကမ္ဘာရွှေဈေးကဒါ4584ဈေးတန်းကိုရောက်နေတာပဲဖြစ်ပါတယ်ဆိုတော့အတက်အားကောင်းနေတဲ့အနေအထားမှာလည်းကျွန်တော်တို့သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကဆက်ပြီးတော့မှတက်နိုင်ဖို့အတွက်ဆိုလို့ရှိရင်လက်ရှိမှာအမြင့်ဆုံးတက်ထားတဲ့ဒီ4600ဈေးတန်းအပေါ်ကိုထပ်ပြီးတော့မှကြော်တက်နိုင်မှသာလျှင်ကမ္ဘာရွှေဈေးကထပ်ပြီးတော့မှအတက်အားဆက်ပြီးတော့မှကောင်းနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဈေးအကျဘက်ကိုပြန်ပြီးတော့မှအားကောင်းဖို့အတွက်ဆိုလို့ရှိရင်တော့ဒါအရင် data မှာကျွန်တော်တို့အမြင့်ဆုံးတက်ခဲ့တဲ့ဒါအရင် data မှာကျွန်တော်တို့ resistance ဈေးတန်းဖြစ်ခဲ့တဲ့ဒီ4539ဈေးတန်းအောက်ကိုဒါပြန်ကျခဲ့မှသာလေကမ္ဘာရွှေဈေးကအကျဘက်ကိုပြန်ပြီးတော့မှအားကောင်းလာနိုင်ပါတယ်လက်ရှိမှာတော့ဈေးအတက်ဘက်မှာအားကောင်းနေတဲ့အနေအထားမှာရှိပါတယ်ဆိုတော့ရေလိုရောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေအနေနဲ့ဘယ်နေရာတွေမှာရောင်းတင်ဝယ်တင်နေဆိုတာတွေကိုသိနိုင်ဖို့အတွက်ကျွန်တော်တို့ဆက်ပြီးတော့မှသုံးသပ်ကြည့်အောင်ပါအခုကျွန်တော်ရေလိုအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့မှာH1 time frame ရသုံးသက်ရမယ်ဆိုလို့ရှိရင်တော့လက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ support ဈေးတန်းအနေနဲ့အနည်းဆက်ဆုံးအနေနဲ့ကျွန်တော်တို့4566ဈေးတန်းဒီ support ဈေးတန်းအနေနဲ့ support စုံအနေနဲ့ရှိနေတာပဲဖြစ်ပါတယ်ဒါ H1 time frame ရသုံးသက်ကြည့်တာပေါ့နော်ဆိုတော့ဒီ support ဈေးတန်းဖြစ်နေတဲ့4566ဈေးတန်းအောက်ကိုသာကမ္ဘာရွှေဈေးကဖောက်ကျနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဘယ်ထိကျနိုင်တယ်လဲဆိုရင်ဒီ4539ဈေးတန်းဝန်းကျင်ဒီထိကိုအကျပြန်ပြီးတော့မှလာနိုင်တယ်အဲ့တော့ဒီ support ဈေးတန်းအောက်ကိုလက်ရှိမှာမြင်နေရတဲ့အတိုင်းပဲဖောက်မကျနိုင်သေးဘူးဆိုရင်တော့ဘယ်ချိန်ထိဘယ်နေရာတွေထိအတက်ပြန်လာနိုင်တယ်လဲဆိုလို့ရှိရင်ဒီ4600ဈေးတန်းဝန်းကျင်ထိကိုအတက်ပြန်ပြီးတော့မှလာနိုင်ပါတယ်ဆိုတော့ရေလိုရောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ဒီ support ဈေးတန်းဖြစ်တဲ့4566ဈေးတန်းကိုကျွန်တော်စောင့်ကြည့်မယ်ဒီနေ့အတွက်ဒီ4566ဈေးတန်းအောက်ကိုဒါတနင်္လာတိုင်းတာရဖောက်ချပြီးပိတ်ခဲ့မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဒါရေလိုအကြောင်း order လိုက်နိုင်တယ်ကျွန်တော်တို့ဒီဘယ်နေရာတွေမှာအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်တော့အနည်းဆက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ4550ဈေးတန်းဝန်းကျင်နေနောက်ပြီးတော့ဒီမှာ4545ဈေးတန်းဝန်းကျင်နေမှာမိတ်ဆွေတို့အနေနဲ့တေးကြတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ4566ဈေးတန်းအောက်ကိုဖောက်မကျနိုင်ခဲ့ပဲတဲ့ဒီဇုံကနေပဲကျွန်တော်တို့ပြန်ကန်တက်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒါမိတ်ဆွေတို့အနေနဲ့ရေတို့အဝယ် order လိုက်နိုင်တယ်ကျွန်တော်တို့ဒီဘယ်နေရာတွေမှာအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်တော့ဒါအနည်းဆုံးဖြစ်တယ်ကျွန်တော်တို့ဒီမှာ4580ဈေးတန်းဝန်းကျင်မှာတေးကြတဲ့အမြတ်ကိုပိုင်းဖြတ်မယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ4590ဈေးတန်းဝန်းကျင်မှာမိတ်ဆွေတို့အနေနဲ့တေးကြတဲ့အမြတ်တွေကိုပိုင်းဖြတ်ထားနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့ရေလိုအယောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေကျွန်တော်အနေနဲ့4566ဈေးတန်းကိုစောင့်ကြည့်မယ်ဒီဈေးတန်းအောက်ကိုဖောက်ကျခဲ့ရင်တော့ဒါရေလိုအယောင်း order လိုက်ပြီးတော့မှကျွန်တော်တို့4500ဈေးတဲ့4566ဈေးတန်းအောက်ကိုဖောက်မကျဘဲနဲ့ဒါဒီကနေပြန်ကန်တက်ခဲ့မယ်ဆိုရင်လည်းမိတ်ဆွေတို့အနေနဲ့ရေလိုအဝယ် order လိုက်ပြီးတော့မှအမြတ်အကျိုးအမြတ်ရှာနိုင်ပါတယ်ကျွန်တော်တို့ဈေးအကျပြန်ပြီးတော့မှအားကောင်းဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ4539ဈေးတန်းအောက်ကိုဖောက်ကျနိုင်ခဲ့မှသာလေကမ္ဘာရွှေဈေးကပြန်ပြီးတော့မှအကျဘက်ကိုအားကောင်းလာနိုင်ပါတယ်ကျွန်တော်တို့ဒီဈေးတန်း4539ဈေးတန်းအောက်ကိုဖောက်မကျနိုင်သေးဘူးဆိုလို့ရှိရင်လည်းကမ္ဘာရွှေဈေးကဒါတရိပ်ရိပ်နဲ့ပြီးတော့မှအတက်ဘက်ကိုအားကောင်းနေနိုင်ပါတယ်ဟုတ်ကဲ့ပါအခုကတော့ဒါကျွန်တော်ရဲ့ technical နည်းအရာကမ္ဘာရွှေဈေးသုံးသပ်ချက်တွေပဲဖြစ်ပါတယ်ဒါမျိုးဆိုတို့အတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာကျွန်တော်ကမ္ဘာရွှေလုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာချင်တဲ့မိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်စီမှာကမ္ဘာရွှေလုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအသေးစိတ်စုံစမ်းနိုင်တယ်လို့တင်တန်းတက်ပြီးတော့မှလေ့လာချင်တဲ့မိတ်ဆွေတွေရှိရဆိုလို့ရှိရင်လည်းဒါကျွန်တော်စီမှာတင်တန်းလာရောက်တက်နိုင်ပါတယ်တင်တန်းတက်ချင်တဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ဒီ Facebook Messenger မှာပဲဖြစ်ဖြစ် TikTok chat box မှာပဲဖြစ်ဖြစ်အသေးစိတ်လာရောက်ပြီးတော့မှစုံစမ်းပြီးတော့မှတင်တန်းတက်နိုင်ပါတယ်ခင်ဗျာ